ဇက်ကားတွေစီးတွေကြည့်ဖို့တက်လက်လုံးလောက်ရှာနေရလားဆက်ခရင်တေးသေးလေးနဲ့ကြည့်ရတာအားများဖြစ်နေပြီဆိုရင်တော့အခုပြပေးမယ်တက္ကနိုမကာဘက်11လေးကရုပ်ရှင်ကြည့်ရတာဝါသနာပါတဲ့သူတွေအတွက်ကွက်တိပါပဲညနေပြင်က11 inch ဆိုတော့ Netflix ပဲကြည့်ကြည့် YouTube ပဲကြည့်ကြည့်မြင်ခွင့်ရအကျဉ်းနဲ့ရှင်းလင်းနေရပါအတန်ပိုင်းမှာဆိုရင်လည်း stereo speaker လေးလုံးတောင်ပါတော့ရုပ်ရှင်ုံနဲ့ရောက်နေတယ်လို့မျိုးအတန်ထွက်ကိုပတ်လည်ကြားနေရမှာပါဇက်ကားတွေ download ဆွဲထားမလား online ကနေပဲတိုက်ရိုက်ကြည့်မလား Helio G99 chipset နဲ့ 8GB RAM ကိုသုံးမိထားလို့ထင်တော့တာမျိုးလုံးဝမရှိပဲစမှုဖြစ်ဖြစ်နဲ့ကြည့်လို့ရပါတယ် movie series တွေကိုစမပြတ်ကြည့်နေတဲ့သူတွေအတွက်8000 mAh ဘက်ထရီကြီးကခဏခဏအားသွင်းရမယ့်ဘူးကို short ပေးသွားမှာပါအလေးချိန်ကလည်း510 gram ပဲရှိလို့အိပ်ရတဲ့လဲပြီးကြာကြီးကင်ကြီးလဲလက်မြောင်းတော့ဘူးပေါ့ပိတ်ရက်တွေမှာအပြင်မထွက်ပဲကိုကြိုက်တဲ့ဇာတ်ကားလေးတွေကြည့်ရင်အေးအေးဆေးဆေးနားယူခြင်းတဲ့သူတွေအတွက်တကယ်ကိုအချစ်တော်လေးဖြစ်သွားမယ် tablet လေးပဲဖြစ်ပါတယ်အဲ့ဒါကြောင့် Tecno Megabyte 11လေးကိုမှာယူခြင်းနဲ့ဆိုရင်တော့ Hello Mobile ရဲ့ Facebook page နဲ့ TikTok page ကနေမှာယူနိုင်တယ်လို့ Hello Mobile ရဲ့ site မှာလည်းလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်